ဒီညနေလေးကတော့ငါးကင်လေးရဲ့ငပိရေဖြော်လေးရဲ့စူကိုရဲလေးနဲ့ဘဲဦးလေးနဲ့ကြော်မယ်တရက်ရှင်လေးတုပ်ပြီးတော့ထမင်းစားမှာပါငါးလေးတွေကိုချင်းချစ်သွန်ဖြူနဲ့စနွင်းမုတ်ရတာမုတ်တွေနဲ့နေထားပါမယ်နှက်ထားပါမယ်9မိနစ်လောက်ပြီးတော့ air fryer လေးကိုထည့်ပါမယ်ငါးလေးတွေကိုစပန်လေးတွေကိုလည်းထူပြီးထည့်ပါမယ်ငါးလေးတွေကို air fryer ထဲကိုထည့်ပြီးတော့กินပါမယ်အဲ့ဖရီတွေကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့အပူချိန်180ဒီဂရီနဲ့မိနစ်20กินပါမယ်စီဘူလေးတွေကိုစူးရွယ်လေးကိုထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ဘဲဦးလေးတစ်လုံးကိုဖောက်ထည့်လိုက်ပါမယ်ဖောက်ထည့်လိုက်ပြီးတော့အရသာမုတ်အနှဲငယ်ထည့်မယ်ရတာမဟုတ်အနည်းငယ်ထည့်ပြီးတဲ့အခါမှာတော့ဘဲဦးလေးတွေကိုမှွေပြီးတော့ကြက်တီထိမှွေကြော်လိုက်ပါမယ်ငါးလေးလည်းခင်းပြီးပြီစူးပွေလေးလည်းကြော်ပြီးဆိုရင်တော့ထမင်းစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်